ခိုင်နှင်းဝေကပတ်စံတွေလိန်က pace ဖြတ်ပြီးထွက်ပြေးသွားပြီးလို့တိပြောလိုက်တဲ့ဟာငါးကောင်းဖွဲ့ဝင်ပိုးလေးခိုင်နှင်းဝေအခုဘာဖြစ်နေလဲကျွန်တော်တို့မိဘပြည်သူများသိတဲ့အတိုင်းပဲကျွန်တော်တိတ်လေးတော့လှူလိုက်တယ်တဲ့အဲ့ရလူတွေကပြန်ပြောကြတယ်သူ့အောက်မှာမန်းကြတယ်သူကပြီးတော့အဲ့ဒီပို့ edit လုပ်ပြီးတော့သူကယာယီမှုတွေစည်ရင်မှုတွေကိုပေးလိုက်တယ်ဗျမရသေးတဲ့သူရှိသွားကြပါနောက်ထပ်အောက်မှာထပ်ပြီးတော့မန်းတွေထပ်တက်လာတယ်နောက်တော့ခမားတို့ရဲ့ပတာဟိတမိခင်ကြီးခိုင်နှင်းဝေကပို့ဖြတ်ပြီးတော့ပြေးရတဲ့ဘဝကိုရောက်သွားပြီအခုကျတော့ခိုင်နှင်းဝေအပုပ်နံဘာတွေထွက်လာလဲဆိုတော့ကျွန်တော်တို့လူမျိုးသားတွေမလူဘူးတဲ့နော်လူမျိုးသားတွေလုံးဝမလူဘူးတော်တော်ကိုမှအောက်တန်းကြပါတယ်ကျွန်တော်မနေ့ကလည်းပြောပြီးသားကျွန်တော်တို့အခုငလင်တင့်တာကကျွန်တော်မြန်မာနိုင်ငံကျွန်တော်တို့အနီးတွေအစိမ့်တွေအဖြူတွေအမဲတွေအသာထားဘာသာတူတိုင်းမတူတိုင်းအသာထားကျွန်တော်တို့တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေလက်ဝက်ခံတကယ်ရောက်မှသာဒီလူဒီအထမြောက်မှာဖြစ်တယ်